Hello ဒုတိမိတ်ဆွေများအားလုံးမင်္ဂလာပါဆရာပြောဒုတိကျူရှင်နဲ့မှချစ်ဆိုပါရယ်ကျွန်တော်လက်ပြန်ပေါ့နော်18ရက်3လ2026အင်္ဂါနေ့ဒုတိယမြောက်နေ့ပေါ့ထို့ကွယ်ဖော်မူလာကြပြီးတော့1 chain break ကျွန်တော်တွေ့ပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီစီစဉ်လေးဇက်တင်ခင်မှာကျွန်တော်ရဲ့ဒုတိကျူရှင်တွေကို subscribe လုပ်ပြီးအားပေးဖို့တောင်းဆိုရှင်ပါတယ်ဗီဒီယိုဖိုင်ကိုလည်းပြီးဆုံးကြည့်ပါကြုံကြည့်ပါနဲ့ like share လေးလည်းလုပ်ပေးပါခင်ဗျနော်အဲ့တော့မနေ့ကကျွန်တော်တင်ပေးခဲ့တယ်ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ဒီအခါတိုင်းပုံစံမျိုးနဲ့မတင်ပဲကျွန်တော်20တင်ပေးခဲ့တယ်ကျွန်တော်မြုံမှာစိုးတဲ့အတွက်ကျွန်တော်ပုံလေးပြောရရင်တော့အပြင်ကဏ္ဍတွေဆွဲပြီးတော့ပေးနေမှာဒီနဲ့အတွက်ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ဒီလိုတရက်ဖြစ်ပြီးတော့ဒါကျွန်တော်20တီတင်ပေးလိုက်တာမနေ့ကကျွန်တော်ကဏ္ဍမရတာမဟုတ်ပါဘူးကဏ္ဍရပါတယ်ကျွန်တော်မိတ်ဆွေများနော်အဲ့တော့main ထိုးခွက်တွေကိုတော့ကျွန်တော်ဒါဒီအခုတွက်ပြပေးတဲ့နော်စာရေးပုံမှန်နေပြီးတော့ရေးပြတော့ပါဘူးကျွန်တော်ပိုက်ပါရေးကိုလာပြီးတော့ရေးရဲ့နော်အကိုတွေအမတွေရှိပါတယ်ဒီလိုနေလဲနော်ကျွန်တော်ဒါရတဲ့ကဏ္ဍလေးတွေကိုကောင်းတဲ့ကဏ္ဍလေးတွေကိုကျွန်တော်တင်ပေးပါတယ်ဒီလိုပေးပါတယ်နော်ကျွန်တော်မိတ်ဆွေများအဲ့တော့တချို့တလေကဒါကျွန်တော်ပြောလိုက်တယ်ကျွန်တော်အင်တာနက်ဖို့အခက်အခဲရှိပါတယ်ဒီမှာ channel တွေကလည်းဖျက်ချခံရတာဖြစ်တဲ့အတွက်ကျွန်တော်အင်တာနက်ဖို့အခက်အခဲရှိပါတယ်ဒါနဲ့ကြောင့်ကျွန်တော်ဒါဖုန်းဝင်ဖို့လေးနော်ဒါအစီအစဉ်ရှိတဲ့လူများရှိရင်မစားပေးကြပါဆိုပြီးတော့ကျွန်တော်ပြောခဲ့တယ်အဲ့တော့ဖုန်းပေထည့်ပေးရမှာဆိုလို့လားမသိဘူးခင်ဗျကျွန်တော်မိတ်ဆွေများနော်ကျွန်တော်ဗီဒီယိုဖိုင်ကိုအကြည့်တော့နေရကြတယ်အဲ့တော့မနေ့ကကျွန်တော်20တင်ပေးခဲ့တယ်အဲ့ဒီမှာ break ကျွန်တော် break အနေနဲ့4နှစ်ကိုကျွန်တော်ပြောခဲ့တယ်နော်တွက်လက်တွေ့ပြခဲ့တယ်4နှစ်နော်အဲ့တော့break ကဒီနေ့ညနေ2အပူဆိုတော့4 break ဆင်းသွားတယ်မနေ့ကဒီဘက်မှာကျွန်တော်1 chain 20တွေ3နေပြီးကျွန်တော်ရထားတဲ့အချိန်ကနေပြီးတော့ကျွန်တော်ပြပေးခဲ့တာ7 day 1 chain မနေ့6 day ထွက်တယ်နော်နောက်တစ်ကွက်မှာနောက်20တစ်ခုမှာတော့ကျွန်တော်တို့ခုနှစ်1 chain နဲ့ကျွန်တော်နှစ်ထွက်တယ်နော်ကျွန်တော်မိတ်ဆွေများခုနှစ်1 chain နဲ့နှစ်ထွက်ပါတယ်ညနေနော်အဲ့တော့မနေ့ပြန်ကျွန်တော်အင်္ဂါနေ့နော်ကျွန်တော်ဒါစုံစုံနေပဲကျွန်တော်တည်ပေးပါမယ်ဒါပေမဲ့ main ထိုးပွဲကိုတော့ဒါကိုယ်တိုင်ဆွဲထုတ်ယူပြီးတော့ထိုးကြပါခင်ဗျကျွန်တော်မိတ်ဆွေများနော်အဲ့တော့ဒီနေ့ကတော့ဒါကျွန်တော်အခါတိုင်းလိုပဲကီးလေးပြောင်းထားတယ်ကျွန်တော်နော်1 chain ဆိုရင်လည်းပဲမနေ့ကကျွန်တော်ပြတဲ့1 chain တွေကိုဆက်ပြီးတော့တွေ့ကြည့်ကြပါမဝင်တဲ့ကာမရာဖြုတ်ကြည့်ကြပါနော်ကျွန်တော်မိတ်ဆွေများဒါကျွန်တော်ဒီပေးစီဖြစ်ပါတယ်ခင်ဗျအခုကျွန်တော်ဒီစားပြီးတော့ကီးအရင်စားပြီးတော့တွက်မယ်ကီးရမနေ့ပြန်တဲ့အတွက်ကျွန်တော်တို့ပဲခဏန်းနေကောင်းလဲဆိုတော့စားပြီးတော့တွေ့ကြည့်ကြပါနော်အဲ့တော့ကျွန်တော်ဒီပုံစံအခါတိုင်းတွေ့နေကြပုံစံမျိုးမဟုတ်ပဲကျွန်တော်တို့နော်ဒီပုံစံလေးကောင်းတယ်မနေ့နောက်ပိတ်ညထိပ်စီရမှန်ပြီနဲ့ကျွန်တော်တို့မနေ့နောက်ပိတ်ဒီညထိပ်စီရခွန်1ခွန်နော်အဲ့တော့ညနေထောက်ကနန်းဒီရှောင်းငါ1ခွန်ရှောင်းငါနော်ပေါင်းမယ်ကျွန်တော်မိတ်ဆွေများနော်ကြည့်ကြပါအဲ့တော့ဗီဒီယိုဖိုင်ကိုကြုံကြည့်ပဲပြီးဆုံးကြည့်ပါခင်ဗျနော်တချို့တလေကကနန်းရရှိဆိုတော့ကျွန်တော်ကြော်ကြည့်တာရှိပါတယ်အဲ့တော့အလင်းမှာကျွန်တော်ဒါအရေးကြီးတဲ့ကဏ္ဍလေးတွေကောင်းတဲ့အဓိကကဏ္ဍလေးတွေပြောရင်ကြံခဲ့မှာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်ခင်ဗျ1ခု6ကပေါင်းမယ်နော်1နဲ့9နဲ့ပေါင်းရင်8နဲ့ဒီနောက်နှလုံးပေါင်းရှင်းဒီကျွန်တော်တို့6နဲ့9နဲ့ပေါင်းရှင်းဒီ1ဒီက8နဲ့1နဲ့ပေါင်းတော့9နော်အဲ့တော့9နဲ့ခတ်ဒီကျွန်တော်တို့ဒီ6ကိုယူပါမယ်6ပါဝါဒီ961နေကုန်ကြီးဒီဖက်လည်းပြန်ဝင်တဲ့အတွက်ကျွန်တော်ဒါဆွဲပြီးတော့တွက်ပေးတာပါနော်961ဒီနေကုန်ကြီးအဲ့တော့ထွက်တာဒီမနေ့8ရှောင်းညနေ4:3ညဆိုတော့6တလုံးဆင်းသွားတယ်နော်ဒီတွေကအဲ့တော့ဆက်ပြီးတော့တွက်ကြည့်ကြမယ်မနေ့နောက်ပိတ်ဒီကိုညထိပ်စီရှောက်9ရှောက်နော်အဲ့တော့မနေ့ညနေထွက်ကနန်းဒီ4:3ညဟုတ်ပြီနော်9ရှောက်4:3ညပေါင်းရှင်းဒီ9နဲ့6နဲ့ပေါင်းရှင်းဒီ15ပါ15နဲ့4နဲ့ပေါင်းရှင်းဒီ19ဖြစ်တဲ့အတွက်ကြောင့်
ကိုယူပါမယ်ကိုနှစ်ခတ်သည်ရှောက်ပါဝါသည်1 9 6 1နေကုန်ပြီအဲ့တော့ထွက်ခဏနဲ့ပြန်တိုက်ရင်မနေ့9 ညနေ3 6ဆိုတော့ကျွန်တော်တို့ရှောက်တစ်လုံးစက်ကြီးတွေနော်အဲ့တော့ဆက်ပြီးတော့တွက်ကြည့်ရမယ်တေချာကြည့်ပါခင်ဗျနော်ကျွန်တော်မိတ်ဆွေများအဲ့တော့ရှောက်လေးဒီမှာမနေ့နောက်ပိတ်ဒီရှောက်ညထိပ်ကြီးဒီလေးရှောက်လေးညနေထွက်ခဏဒီ3 6ရှောက်လေး3 6ပေါင်းရှင်းဒီရှောက်နဲ့4နဲ့ပေါင်းရှင်းဒီ10ရှောက်နဲ့ပေါင်းရှင်းဒီ16ပါရှောက်ကိုယူပါမယ်ရှောက်နှစ်ခတ်ဒီ9နော်ရှောက်နှစ်ခတ်ဒီ9ပါဝါဒီလေးရှောက်9လေးနေကုန်ပြီအဲ့တော့ဒီရှောက်9လေးနေကုန်ပြီဒီကျွန်တော်တို့နောက်နေအကြီးကစားမယ်ပါရမယ်သဘောကနော်အဲ့လိုဆိုတော့ဒီ66တဲ့မနေ့6တစ်လုံးပါတယ်နော်ညနေ9လေး4တစ်လုံးပါတယ်နော်ကျွန်တော်မိတ်ဆွေများဒီတွက်နေရတော့အများကြီးရှိပါတယ်ခင်ဗျဒီတည်းကနေပြီးတော့ကျွန်တော်ဒါပြန်ပြီးတော့သုံးရတဲ့ဒီတွေလည်းရှိပါတယ်နော်ကျွန်တော်မိတ်ဆွေများအဲ့တော့ခရီးဆိုင်နဲ့ကြည့်ပေးကြပါဗီဒီယိုဖိုင်ပြီးဆုံးအောင်ကြည့်ပါအဓိကတော့ကျွန်တော်မိတ်ဆွေများနော်ကျွန်တော်အားပေးတယ်ဆိုရင် subscribe နှိပ်ပေးထားပါခင်ဗျ like share လေးလုပ်ပေးပါနော်အဲ့တော့69လေးမှာ6နဲ့4နဲ့နှလုံးပါတယ်အဲ့တော့ဆက်ပြီးတွက်မယ်မနေ့နောက်ပိတ်ဒီ9ညထိပ်စီးဒီ3ည5 3ညနော်5 3ညဒီမှာမနေ့ညနေထွက်ခဏန်းဒီ5လေး5 3ည5လေးပေါင်းမယ်5နဲ့3ညနဲ့ပေါင်းရှင်းဒီ5နဲ့ပေါင်းရှင်းဒီ10နဲ့4နဲ့ပေါင်းရှင်းဒီ14ဖြစ်တဲ့အတွက်ကြောင့်4နဲ့ခတ်ဒီ2ပါဝါဒီခွန်4 2ခွန်ဒါနေ့ကကျွန်တော်မပေးခဲ့ဘူးเนาะကျွန်တော်မိတ်ဆွေများပြီးတိုက်ကျွန်တော်လုံးဝမပေးခဲ့ဘူးဘာကြောင့်လဲဆိုရင်ကျွန်တော်အထင်သေးမှာဆိုတဲ့အတွက်ကြောင့်ကျွန်တော်ကလည်း20ပေါင်းလို့ရှိပါတယ်ကျွန်တော်မိတ်ဆွေများကိုပြပေးမယ်ဆိုရင်ကျွန်တော်ကကဏ္ဍတစ်ခုကိုကဏ္ဍတစ်လုံးကိုကျွန်တော်လွယ်လွယ်နဲ့မထုတ်ပါဘူးခင်ဗျတွက်ဆိုင်ဘောင်းကကြားတဲ့ကဏ္ဍအဓိကခိုင်မာတဲ့ကဏ္ဍဒီကဏ္ဍကတော့ဆင်းနိုင်တဲ့ဆိုမှသာလေကျွန်တော်ကထုတ်ပြီးပေးတာပါကျွန်တော်မိတ်ဆွေများเนาะအဲ့တော့ပေါက်ပန်းစီအပြင်ကကဏ္ဍဒီဆိုပြီးတော့ပေးနေတယ်လို့မထင်ပါနဲ့ခင်ဗျเนาะအဲ့တော့4နှစ်ခွန်နေကုန်ပြီဒီနေ့ထွက်တာဒီမနေ့6တေညနေ2ဆိုတော့နေ့တစ်လုံးစီသွားတယ်အဲ့ဒီမနေ့ကကျွန်တော်တို့18ရက်3လ2026အင်္ဂါနေ့ဒုတိယမြောက်နေ့ပါအင်္ဂါနေ့အတွက်တီးထုတ်မယ်ကျွန်တော်မိခင်ဗျာနော်ယုံကြည်မှထိုးပါမယုံကြည်မထိုးပါနဲ့ကဏ္ဍတွေကကျွန်တော်တို့တစ်ခါတလေအလွဲမှားဖြစ်ပါတယ်ရှိတတ်ပါတယ်ခင်ဗျာနော်အများကြီးမှန်နေရမယ်ဆိုတော့ကျွန်တော်တို့မက်သက်ကမရှိပါဘူးခင်ဗျာနော်တွက်ဆိုင်တွေမှာဘယ်လိုပဲရှာချင်ကျွန်တော်တို့ရဲ့ပယံကတော့ဒါအမှားကြီးနေရှိပါတယ်ခင်ဗျအဲ့တော့ဒီရှာကြည့်ပါမနေ့ပြန်အတွက်တီးထုတ်မယ်မနေ့နောက်ပိတ်ပြီးရှောက်ညတိတ်စီရှောက်လေးညနေထုတ်ခဏဒီနေ့နှစ်အပူနော်အဲ့တော့ရှောက်နှစ်ပေါင်းမယ်6နဲ့5နဲ့ပေါင်းရှင်းပြီး17ဒီမှာ2နဲ့2နဲ့ပေါင်းရှင်းပြီး17နဲ့4ပေါင်းတော့15ဖြစ်တဲ့အတွက်ကျွန်တော်တို့9ကိုယူပါမယ်9နဲ့ခတ်ပြီး3ပါဝါဒီ8 5 3 8တဲ့အဲ့တော့ဒီတွက်ဆိုင်ပြီးကျွန်တော်တို့ဒီမူတိုင်းမပြတ်ခဲ့ဘူးဆိုရင်ကျွန်တော်မိတ်ဆွေများမနေ့ပြန်အင်္ဂါနေ့မှာ5 3 8ပြီးကိုဒါတဏီကုံစားရမယ်အထိနော်ကျွန်တော်မိတ်ဆွေများအဲ့တော့1 chain နဲ့ကျွန်တော်မနေ့တော့ကျွန်တော်မပေးခဲ့ဘူးเนาะ1 chain မပေးခဲ့ဘူးဒီမှာကျွန်တော်1 chain တွက်ဆိုင်တစ်ခုပြထားတာဖြစ်တဲ့အတွက်လုံးဝမပေးခဲ့ပါဘူးကျွန်တော်အခါတိုင်းတွက်နေကြ1 chain နဲ့တွက်ဆိုင်နဲ့မှန်နေပါလိမ့်အဲ့တော့ဒီမှာကျွန်တော်ခုကြီးကိုပေးထားပြီเนาะကျွန်တော်မိတ်ဆွေများတဏီကုံစားမပြီးမနေ့ပြန်ကျွန်တော်အင်္ဂါနေ့မှာ5 3 8ဒီဘုံကြီးအဲ့တော့ဒီပြည့်နဲ့တွဲပြီးတော့1 chain လာတော့မှာခင်ဗျကျွန်တော်မိတ်ဆွေများအခါတိုင်းရောပဲเนาะဒီနေ့ထွက်တာဒီတလင်းနာနေ့အဖွင့်နေပါရင်ကျွန်တော်တို့မနေ့လျှောက်တင်ညနေနေ့6တင်နဲ့နေလာအဲ့တော့ကျွန်တော်တို့ပေါင်းနေတဲ့ method ဖြစ်81နဲ့ပေါင်းနဲ့1ပေါင်းရှင်းပြီး3နော်1နဲ့8နဲ့ပေါင်းရှင်းပြီး9 6ရဲ့နှက်ခတ်ပြီး9 2ရဲ့နှက်ခတ်ပြီး4နော်ဒီနေရာမှာကျွန်တော်မိတ်ဆွေများအလဲကိုထွေးပြီးတော့ယူပဲခါတိုင်းလိုပဲပေါ့နော်ကျွန်တော်အဲ့ဆိုရင်
93ဆိုတဲ့ကပ်ပေါင်း1ချိန်တစ်ခွဲရမယ်94ဆိုတဲ့ကပ်ပေါင်း1ချိန်တစ်ခွဲရမယ်နော်ဒါကပ်ပေါင်း1ချိန်အနေနဲ့ကစားမယ်ဆိုရင်ကျွန်တော်မိတ်ဆွေများလက်ကျအင်္ဂါနေ့မှာ93 94ကပ်ပေါင်း2ခွဲနဲ့ကစားမယ်ကျွန်တော်မိတ်ဆွေများနော်အဲ့တော့ရှုပ်တလေကလည်းကျွန်တော်မယုံကြည်လို့ဒါမလိုက်ထားရရှိပါတယ်ခဏနေအဲ့တော့ကျွန်တော်တို့ကဏ္ဍနေအဆက်ပြတ်ရင်ကျွန်တော်ရှားရတာမလို့ခင်ဗျเนาะကျွန်တော်မိတ်ဆွေများအဲ့တော့ break 20ရတဲ့ကျွန်တော်အခု break မှာပြထားတဲ့ဒီတိုင်းလည်းပြန်သုံးမယ်ဆိုရင်ကျွန်တော်တို့69 break ပြန်ဆင်းတယ်เนาะ69 break ပြန်ဆင်းတာရှိတယ်နောက်တစ်နည်းမှာကျွန်တော်တို့ဒါအခါတိုင်းဝင်နေကြဒီလည်းရှိတယ်ကျွန်တော်တို့line က break line က3 line လောက်ပေးထားတယ်ခင်ဗျကျွန်တော်အဲ့ဒီထဲအကောင်းဆုံး break ကိုကျွန်တော်ခြားပြီးတော့ပေးပါနော်အဲ့တော့ one chain တွေ20တွေကကျွန်တော်နောက်ထပ်မပေးတော့ပါဘူးကျွန်တော်မိတ်ဆွေများမနေ့တော့ကပုံစံလေးတိုင်းပဲဆက်ပြီးတော့တွက်ပါနော်အဲ့တော့အားလုံးကိုချုပ်ပြီးတော့သွားမှာခင်ဗျဒီအနေနဲ့ကကျွန်တော်တို့ခုနကတွက်ဆိုင်ကကြားထားတဲ့ e ဒီ938နော်ကျွန်တော်မိတ်ဆွေများနော်938နေကုန်ပြီနော်ဒီအနေနဲ့ဆို938ဒီမှာ one chain one chain အနေနဲ့ကျွန်တော်တို့ဒီမှာရထားတဲ့93ကပ်ပေါင်းတစ်ခွက်နဲ့94နော်93 94ကပ်ပေါင်းone chain နှစ်ခွက်ရှိတယ်ကျွန်တော်မရှိများနော်အဲ့တော့ဒီ one chain အရင် break လာပြီကျွန်တော်မရှိများနော်မနေ့ပြန်ဝင်မယ်မဝင်မယ်တော့ကျွန်တော်မသိဘူးကျွန်တော်အခုတွက်ဆက်ကကြားထားတဲ့ break တွေကအကောင်းဆုံး break တွေကိုထုတ်ပြီးပေးတာပါအဲ့တော့4 4နေ break အနေနဲ့ဆိုရင်ကျွန်တော်မိတ်ဆွေများ9လေးနေ break ရှိတယ်ပေါင်းအောင်မယ်လို့အမကန်တာမဟုတ်ပါဘူး9လေးနေ break တွက်ဆိုင်ရှိပါတယ်ခင်ဗျာနော်ပြပြီးဆိုလည်းကျွန်တော်ပြပြီးလို့ရပါတယ်အခုမှ3ပေနဲ့ရှိပါသေးတယ်ခင်ဗျာမှန်တာနော်ဒီနေ့လည်းဆိုရင်4ပေပေါ့ကျွန်တော်တို့အဲ့တော့ကျွန်တော်ဗီဒီယိုဖိုင်အကြာကြီးအရှိကြီးဖြစ်နေမှာဆိုတဲ့အတွက်ကျွန်တော်တို့အင်တာနက်အခက်အခဲနဲ့ကျွန်တော်အရှိကြီးမပြတော့ဘူးเนาะကျွန်တော်မရှင်းများအဲ့တော့မနေ့တော့ထုတ်ပြတယ်ဆိုတာဒါကျွန်တော်ကဏ္ဍတွေကိုမယုံပါဆိုတဲ့အတွက်ကျွန်တော်တို့ကဘယ်လိုတွက်ဆိုင်ပြီးရှာပြီးတော့ကျွန်တော်မရှင်းများကိုပေးတယ်ဆိုတော့သိစီရှင်းတဲ့အတွက်ကျွန်တော်ပေးဒါမနေ့ကတိတက်တင်ပေးလိုက်တာပါเนาะ E1 chain break အဲ့တော့လုံးပိုင်လာမယ်လုံးမှန်ဒီမနေ့ပြန်ကျွန်တော်တို့3 shit လုံးမှန်ရှိပါတယ်လုံးမှန်အနေနဲ့ကစားမဲ့ကျွန်တော်ညီကိုများ3 shit လုံးမှန်ကိုအထိမိကစားပါနော်လုံးမှန်ပြီးရင်ကျွန်တော်မရှိတော့အခွေကဏ္ဍလေးလာပါခင်ဗျာအတိုင်းပြောပြီးနေရတော့အခွေကဏ္ဍဒီအရေးကြီးပါတယ်ဒီ site တဲ့ site လုံးမှာကျွန်တော်တို့ဒီအခွေကဏ္ဍနောက်ဆုံးမိတ်ကိုပုံပြီးတော့ဒါတင်ပေးတာပါခင်ဗျာနော်ဒီမှာတဏီကုံကြီးဖြစ်တဲ့938နော်ကျွန်တော်မိတ်ဆွေများတဏီကုံကြီးဖြစ်တဲ့938နော်938ရထားတယ်ကျွန်တော်တို့9389ကျွန်တော်တို့ဒါ not တွက် site တွေကနေပြီးတော့ကျွန်တော်တို့เนาะဒါချပေးတာပါเนาะကျွန်တော်မိတ်ဆွေများနောက်တွက် site တွေရှိပါတယ်ကျွန်တော်တို့ဒါထုတ်ပြီးတော့မပြတာလည်းပြီးတော့ကျွန်တော်မိတ်ဆွေများเนาะခဏန်းတွေကိုကျွန်တော်တို့ပေါက်ပန်းစီလည်းတစ်ခုပေးတာမဟုတ်ပါဘူး9389ကိုခွန်တစ်ကိုနေပြီးတော့ကျွန်တော်ပြန်ပေးမယ်เนาะတစ်တလုံးကတော့ဒါကျွန်တော်ပြန်ပြီးတော့ဒါပြန်ဆွဲပြီးထုတ်ပြီးတော့ပေးလိုက်တာ9389ခွန်တစ်เนาะဒီမိတ်ကနန်း6ကလုံးကိုကျွန်တော်မိတ်ဆွေများအခွင့်အရေးနဲ့နေပြီးတော့ကစားပါအဲ့တော့ဒီမှာအတိုင်းလိုပဲကျွန်တော်မိတ်ဆွေများကနန်းနေပြီးရှင်နေဆိုရင်ကျွန်တော်တို့เนาะ39ရှောက်ရှောက်49နှစ်ခွန်9ခွန်ခွန်เนาะဒီ Viber ဖုန်းနံပါတ်ကိုဒါဆက်သွယ်ပြီးတော့မေးလို့ရပါတယ်ကျွန်တော်လည်းအကောင်းဆုံးကဏ္ဍတွေကိုမေးပြီးတော့ဒါပြောပြမှာဖြစ်ပါတယ်ခင်ဗျ
နော်အဲ့တော့ဒီမှာအခွေကဏ္ဍက938ခု1ဒါမနေ့ပြန်အင်္ဂါနေ့ကစားရမယ်ကဏ္ဍပေါ့နော်အဲ့တော့ဒါကဏ္ဍတွေကိုစုံစုံလေးနဲ့ကျွန်တော်ပြီးပြီးတော့ပါပြီကျွန်တော်မိတ်ဆွေများအဲ့တော့ဒါမနေ့ပြန်ပေါ့နော်အင်္ဂါနေ့ကျွန်တော်မိတ်ဆွေများဒီဖိုင်ကိုကြည့်ရှုနေကြတဲ့မိတ်ဆွေတွေမိတ်ဆွေရောများအားလုံးမနေ့ပြန်ကျွန်တော်တို့18ရက်3လ2026အင်္ဂါနေ့ပေါ့နော်ဒါမနေ့ညဒီကုန်းပေါက်နိုင်ပါလိမ့်လို့ဆုတောင်းပေးနော်အားလုံးကိုကျေးဇူးထူးတင်ပါတယ်ခင်ဗျ